စဉ်းစားကြည့်ပါအောင်ရှင်အပြင်မှာကမိုးတွေအရမ်းရွာနေတယ်လမ်းကလည်းမောင်မင်းနေတာပဲ ကားမောင်းရတာတော်တော်အန္တရာယ်များတဲ့ချိန်ပေါ့ဗျာ ဟုတ်တယ်ရှင်ဒါပေမဲ့ကိုယ့်ရင်ရောက်ဖို့2ကီလိုမီတာလောက်ပဲလိုတော့တယ်ဆိုတော့လေကိုလုံခြုံပြီးခဏနေအရောက်တော့မယ်ဆိုပြီးစိတ်အေးလိုက်ဖိနေတဲ့ချိန်မျိုးပေါ့ ဟုတ်ပြီနေတိုင်းသွားနေကြလမ်းပဲလေနော် အဲ့ဒါပါပဲတကယ်တမ်းကျတော့အဲ့ဒီအချိန်မှာမျက်စိနဲ့မမြင်နိုင်တဲ့အသက်အန္တရာယ်ရှိတဲ့အတားအဆီးပြိုင်ပွဲတစ်ခုတည်းကိုယ်တိုင်မသိလိုက်ပဲဝင်အောင်နေတယ်ဆိုရင်ရောရှင် အဲ့ဒါဆိုရင်တော့တကယ်ကိုထိတ်လန့်စရာပဲဗျာ ဒီကနေ့ကျွန်တော်တို့လေ့လာဆွေးနွေးမဲ့အစီအစဉ်မှာလဲကျွန်တော်တို့နေ့စဉ်ဘဝရဲ့လုံခြုံတယ်ဆိုတဲ့စိတ်ကူးရင်အထင်မြင်တွေကိုဖျက်ဆီးပေးမဲ့အဖြစ်အပျက်တွေကိုအသေးစိတ်ဖြီထားကြည့်သွားမှာပါ မှန်ပါတယ်ဗျာကျွန်တော်တို့နေထိုင်နေတဲ့ပတ်ဝန်းကျင်စနစ်ကြီးကဘလောက်တောင်ကျိုးပဲ့လွယ်တယ်လဲဆိုတာကိုနားလည်ထားဖို့လိုတယ်လေ ဟုတ်ပါတယ်တည်င်းရင်းမြစ်တရတဲ့ကနေထုံတော့ထားတဲ့အဖြစ်အပျက်တွေကိုကြည့်မယ်ဆိုရင်ပုံမှန်ကြုံတွေ့နေရတဲ့အခြေခံအဆောက်အုံတွေနောက်ဒီလူတွေရဲ့ကိုကြိုးကြီးဆုံးဖြတ်ချက်တွေရိုးရာတွေနဲ့တဘာဝတရားကြီးကိုယ်တိုင်ကကျွန်တော်တို့ရဲ့လုံခြုံရေးစီးမြင့်တွေကိုဘလို့မျိုးအံ့ဩစရာကောင်းလောင်ချိုးဖောက်နေတယ်လဲဆိုတာကိုတွေ့ရမှာပါ ဒီအဖြစ်အပျက်တွေကတစ်ခုနဲ့တစ်ခုလုံးဝမသက်ဆိုင်ဘူးလို့ထင်ရပေမဲ့တကယ်အနှစ်သာရကတော့တူညီနေတယ်ဗျအဲ့ဒါကမျော်လင့်မထားတဲ့ຢာတွေဝင်ရောက်လာတဲ့အခါကျွန်တော်တို့ရဲ့ကြိုတင်ကာကွယ်မှုတွေကဘလောက်အထိအတုံးမဝင်ဖြစ်သွားတယ်လဲဆိုတာပါပဲ ကဲဒါတွေကိုတစ်ခုချင်းစီတေးသေးချာချာဖြည့်ချကြည့်အောင်ရှင်အားလုံးအစင်းသိပြီလားမသိဘူး စလိုက်ကြတာပေါ့ဗျာ ဒီတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့နေ့စဉ်သွားလာနေတဲ့လမ်းခီးတွေမှာပုံကွယ်နေတဲ့အန်ဒီရီတွေအကြောင်းကနေစလိုက်အောင်ရှင်လမ်းဖော်မြင်တဲ့ကချင်းမိုင်းလမ်းပန်းကားလမ်းပေါ်မှာဖြစ်သွားတဲ့ရင်တိုက်မှုပေါ့ မိုးရွာနေတဲ့အချိန်ဖြစ်သွားတဲ့ကိစ္စလားဗျ ဟုတ်တယ်ရှင်အသက်53နှစ်အရွယ်အမျိုးသားတူကားမောင်းလာရင်လမ်းပေါ်မှာချထားတဲ့ကရော့ကိုတိုက်မိသွားတယ်အဲ့ဒီကနေအရှိန်လွန်ပြီးအနီးနားကကျွန်းတစ်ပင်ကိုဝင်တိုက်မိရာကနေပွဲချင်းမိတဆုံးသွားခဲ့ရတယ်ရှင် တကယ်ကိုစိတ်မကောင်းစရာပဲဗျာကဲစေရေးသမားတွေတော်တော်ခက်ခဲလုခခဲ့ရတယ်မဟုတ်လား ဟုတ်ပါရှင်တံဖြတ်ဆက်တွေဘာတွေတုံးပြီးတော့တောင်ရုပ်အလုံးကိုအတော်လေးအချိန်ယူပြီးထုတ်ယူခဲ့ရတာအစောကကျမတို့ပြောခဲ့သလိုပဲသူ့အိမ်ရောက်ဖို့2ကီလိုမီတာပဲလိုရတဲ့အချိန်မှာဖြစ်သွားတာလေ ကိုယ်ရင်နာရနေပြီဆိုတဲ့စိတ်နဲ့နည်းနည်းလေးရှော့တွေ့မိသွားတာလေပါမှာပေါ့ဗျာ ဒါပေမဲ့လေဒါကတကက်ကိုမောင်မိုက်နေတဲ့အချိန်မှာစီးမြင့်ဒီအမျက်ပြောင်းလဲနေတဲ့အတားဆီးပြိုင်ပွဲတစ်ခုကိုဖြစ်တတ်နေရသလိုပဲရှင်ဒီနေ့မှမေးစရာရှိလာတာကကောင်းမောင်းလဲသူကတတိမထားမိလို့ဒါမှမဟုတ်အရှိန်လွန်သွားလို့ဖြစ်နိုင်တာဘယ်မဟုတ်ဘူးလားအမြင်နဲ့လမ်းအချင်းကြီးကိုပဲပြစ်တင်လို့ရနိုင်မလားပေါ့ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းဆုံးကအဲ့ဒါပဲဗျာတိုးတယောက်ဒီတဲ့ရဲ့အမားလားစနစ်ရဲ့အမားလားဆိုတာကိုခွဲခြားဖို့လိုလာပြီလေ